အားလုံးပဲမင်္ဂလာပါဗျနော်အားလုံးပဲမင်္ဂလာပါခုပြမယ် site ကလေးကဟိုမွေးကနန်းပုံစံ site ကလေးပေးမယ်ထင်လို့ပြကြည့်တာပေါ့နော်ဒီနေ့ထွင်နေတဲ့ site သူကဘယ်လိုလဲဆိုလို့ရှိရင်သူက2024ခုနှစ်မှာသူက933လို့ထောင်တယ်ခု2025ခုနှစ်မှာ339လို့ထောင်တယ်အဲ့ဒီအထောင်ဟာတဲ့သူကဒီမှာ6ချိန်မှာပေါ့နော်6ချိန်မှာ339ဆိုပြီးတော့မှသူက6ချိန်မှာ339ဆိုပြီးတော့သူကဒဲထွက်တယ်ပြီးလို့ရှိရင်တခါသူကဒီမှာအဲ့ဒီ2024ခုနှစ်မှာသူက664လို့ထောင်တယ်သူကအဲ့လို664လို့ထောင်ပြီးရင်သူကဒီမှာလဲ664လို့ထောင်တယ်664လို့စောင်းတာပေါ့အဲ့ဒီကောင်ကသူကဘယ်မှာထွက်လဲဆိုဒီမှာ18ကြိမ်မှာတို့ဒီမှာ18ကြိမ်မှာထွက်တယ်သူကသူအဲ့ဒါကိုဘယ်လိုထွက်လဲဆိုရင်ねဒီ339ထွက်တော့မယ်ဆိုရင်ねသူဘေးကဒီထိပ်စီးနှလုံးနဲ့နောက်ပိတ်နှလုံးဘောကနှလုံးကပေါင်းချင်းညီရမယ်ဒီမှာ9သူအဲ့လိုဖြစ်တဲ့အချိန်မှာထွက်တယ်ခရီက646ကလည်းအဲ့လိုပဲသူကထိပ်စီးနှလုံးက1နောက်ပိတ်နှလုံးက1သူကအဲ့လိုအဲ့ချိန်မှာထွက်တာသူကဒီနှစ်ဒါသူအဲ့လားခုကဘာကိုတွေးနေလဲဆိုလို့ရှိရင်သူကခုကျွန်တော်တွေးနေတာကခုဒီမှာသူကအဲ့ဒီ664ဆိုပြီးတော့မှသူက2024ခုနှစ်မှာသူက664ဆိုပြီးတော့မှသူကထောင်းတယ်ထိတ်ကထောင်းတယ်932ဆိုတဲ့ကဏ္ဍကသူကဒီလိုမျိုးခါကထောင်းတယ်ဒီ664ကဒီလိုထိတ်စီးကထောင်းပြီးတော့ဒီထိတ်စီးရဲ့အပေါ်မှာသူကဒီ933ကိုသူ့ရဲ့အပေါ်တပင်ကနေခါကိုထောင်းတယ်သူကအဲ့လိုခုဒီမှာကြတော့ဒီမှာကသူကဒီ664ကသူကခါမှာထောင်းထားတယ်သူက664ကခါမှာထောင်းတယ်939နဲ့ကြတော့သူကရှေ့မှာဒီလိုမျိုးထောင်းတယ်သူကအဲ့လိုမျိုးတခုတော့ရှိတာပေါ့ဟိုမနှစ်တုန်းကဒီ939ကိုထွက်သွားလို့ဒီမှာနှစ်ပိတ်မှာထွက်သွားလို့ဒီနှစ်664ကိုဒီနှစ်မှာထွက်ပေးသလားအဲ့လိုတခုရှိတယ်အဲ့လိုမှမဟုတ်ဖက်နဲ့ဆိုရင်ဒီဘောကဒီ933ကိုဒါဒီလိုမျိုးစောင်းလိုက်လို့ဒီမှာထွက်တယ်ထွက်ရင်လည်းဒီလို9မှာထွက်တယ်အောက်က664ကိုဒီမှာထွက်တယ်ဘောက1ဆိုပြီးအဲ့ခါကျကျွန်တော်စဉ်းစားမိတာကဒီ664ကိုဒီမှာထွက်တဲ့အချိန်မှာသူကဘောဟိုအပေါ်ထိပ်စီးနှလုံး1နောက်ပိတ်နှလုံး1ရဲ့အောက်မှာထွက်တယ်အဲ့ကကျွန်တော်ကဒီ932ကိုတကယ်လို့ဒီနှစ်ထက်မှာထွက်ပေးခြင်းနဲ့နေသားမျိုးကျွန်တော်စဉ်းစားတာဘာလို့စဉ်းစားလဲဆိုဒီမှာကထိပ်စီးနှလုံးပေါင်း4နောက်ပိတ်နှလုံးပေါင်း4အဲ့ဒါကိုကျွန်တော်ဒီနှစ်ဒီကဏ္ဍကိုဒီ664အထောင်ကိုဒီမှာထွက်လို့ဒီရှေ့ကအထောင်ကိုဒီရှေ့နှလုံးပေါင်းခြင်း4နှလုံးပေါင်းခြင်း4ရဲ့အောက်မှာများထွက်မလားလို့ကျွန်တော်ကအဲ့ဒါကိုစဉ်းစားကြည့်တာပြီးလို့ရှင်စဉ်းစားကြည့်ရဲဆိုတာဟိုဒီ664ကို4ကိုခါနဲ့ထွက်တယ်ဒါကြောင့်ကျွန်တော်ကတော့2ကိုခါနဲ့329နဲ့923လို့များပေးမလားပေါ့လေအဲ့ဒါကတော့ဟိုစဉ်းစားလို့ရအောင်ပြကြည့်တာပါကျွန်တော်တော့ထိုးထားတယ်ဘယ်လိုနေမလဲဟိုကြည့်တဲ့သူတွေလည်းနည်းနည်းစဉ်းစားကြည့်ပေါ့ဗျာနော်အဲကျွန်တော်ကတော့329နဲ့920ထိုးထားတယ်ဟိုကြိုက်လို့ရှိရင်လည်းယူ3ပေါ့မကြိုက်ဘူးဆိုရင်လည်းသဘောပေါ့ဗျာဒီမဲ့မထင်မဲ့တော့ကျွန်တော်လည်းပြောတာဘူးဗျာကဲအားလုံးကိုကျေးဇူးတင်ပါတယ်နော်